နေ့လေအရန်ဈေးကြီးရဲ့ဆွစ်ဇာလန်မှာ promotion တွေရပြီးတော့ discount တွေပေးပြီးတော့ဈေးတန်တန်နဲ့ရတဲ့ဟာလေးဝယ်လာတာအများကြီးပဲပြမယ်ဘယ်လိုပြလဲဆိုတော့ဒီမှာဒီအိတ်ကလေးဒီအိတ်နဲ့အပြည့်တွေ့လားဒီအိတ်နဲ့အပြည့်ကိုမှခါတိုင်းဆိုလို့ရှိရင်တို့က gram နဲ့ရောင်းတာပေါ့နော်ကီလိုနဲ့ရောင်းတာပေါ့1ကီလိုသဘောက5ကျပ်တို့3ကျပ်တို့ရောင်းတာပေါ့နော်အဲ့တော့ဒီနေ့ကောင်မလေးနဲ့ခုမှာပေါ့နော်ဝင်မေးတဲ့ခါကျတော့ဒီအသေးလေးလိုချင်လို့ဆိုတော့ gram တွေဘယ်လောက်ရှိလဲလို့မေးရကွာပြောချင်တာ confirm လုပ်တာပေါ့နော်ရောင်းထားတဲ့အသေးတွေမှာအများကြီးပဲလုတ်ထားတာရှိလို့မဲ့လေကိုကတော့မေးရပါတော့တော့မေးရောနေနဲ့ဒီလိုအသေးဒီနေ့ကိုတဲ့အသေးယူမယ်ဆိုလို့ရှိရင်လည်းနေအရန် promotion နဲ့ဈေးတက်တက်နဲ့ရလိုက်မယ်ဘယ်လိုရမလဲဆိုတော့ဒီအိတ်ကိုကြည့်လိုက်စမ်းဟဲ့ဒီအိတ်ထဲမှာတဲ့အပြည့်ထည့်ထားတဲ့အပြည့်ထည့်ပေါ့နော်အပြည့်ဆန်းတာတလောက်ဆန်းပေါ့အဲ့ဒါထည့်ပြီးွားအကုန်လုံးဟိုမှာ6ချက်ပဲ9.8ပေါ့နော်ထားပါတော့10ပဲထားပါတော့10ဆိုရင်သူကဒီမှာဆွစ်ဇာလန်ဆိုတော့ဆွစ်ဇာလန်ရဲ့ CF ချက်ပေါ့CF ချက်က10ဆိုလို့ရှိရင်ဒေါ်လာနဲ့ဆိုရင်တော့14ကျပ်လောက်ရှိတာပေါ့ဒီဟာလေးအပြည့်တစ်ခုလုံးကိုမှ14ကျပ်ပဲပေးရတယ်ပြောချင်တာမြန်မာငွေ9000ကျော်လောက်လေးပဲပေးရပါတော့အရင်တန်တာပေါ့အဲ့ဒါနဲ့ကိုကလည်းဆက်စုတာပေါ့နော်ဒီဟာဆိုလို့ရှိရင်တကယ်လို့များဒီအိတ်နဲ့အပြည့်မဟုတ်ပဲနဲ့ grand chain ဆိုလို့ရှိရင်ငါတို့ဘယ်လောက်ကြမလဲတစ်ချက်လုပ်ကြည့်ပါလားလို့တော့ပြောရအောင်ပေါ့နော်ပြောတော့ဘာဖြစ်လဲဆိုတော့သူလည်းဆက်ပေးရသူထောက်ဝက်လောက်ပဲရှိသေးရဗျာအဲ့ထောက်ဝက်လောက်ပဲရှိသေးရအဲ့ဒါ3 kg လောက်ရှိမှာဘာလဲတော့မသိဘူးအဲ့ဒါတော့မှ12ချက်ဖြစ်နေပြီ12ချက်ဖြစ်တော့ကိုကအရင်ဝမ်းသာသွားပါတော့အဲ့တော့အကြောင်းမလို့အများကြီးပဲဝယ်လာလိုက်တယ်အသေးတွေပဲစားနေတော့ဗောနော်ဒီဟာလည်းတူတူပဲကြိုက်တာကိုပဲထည့်တယ်နင်းတို့ဒီနားမှာရှိရဲ့အသီးမှန်သမျှကိုနင်းဆန်းတဲ့လောက်ထည့်တယ်အဲ့ဒါကိုမှအကုန်လုံးမှ6ချက်ခွဲပဲရှိပေးရပါဗောနော်အဲ့နဲ့ဝယ်လာတာအများကြီးပဲအသေးတွေဒီမှာဆိုလဲပန်းတီးတကယ်တော့လေဒီလားဒီအသီးလိုချင်တာကမြန်မာပြည်မှာတိတ်မစားအောင်เนาะဒီအသီးอ่ะဆိုတော့အဲ့ဒါနဲ့ဒီသီးပဲယူလိုက်မယ်ဆိုတော့အဲ့ဒီထဲကကိုယူလိုက်တာအကုန်ကုန်သွားရင်ကိုတော့မရှိတော့ရှိတဲ့ဟာလေးနဲ့ကြော်ပြီးယူလာလိုက်ရပါတော့เนาะပန်းတီးလေးတွေရောအဲ့လိုယူလာလိုက်တယ်အသီးတွေကတော့အကြိုက်ဆုံးအသီးကတော့ဒီအသီးပဲဒီသီးကကျွန်တော်ကနည်းနည်းလေးတော့အသီးနဲ့ပတ်သက်ပြီးတော့မသိဘူးလို့ခေါ်လဲအဲ့လိုမျိုးမသိဘူးကွာစားတော့စားတယ်ဗာတည်းရမလားဒီအသီးကြိုက်ဆုံးသီးအဲ့ဒါကိုအကုန်လုံးပေါင်းမှဟိုထားပါတော့အလွယ်နီးနဲ့တွက်လို့ရှိရင်9.8 9.5 လားမသိဘူးမမေ့ပါဘူးထားပါတော့10ပဲထားလိုက်မယ်အဲ့တော့ CF ဖြတ်တစ်ခုကိုဒီလိုမျိုးတစ်ထုပ်ကိုနေပြီးတော့ CF ဖြက်က10ပဲထားပါတော့10ဆိုရင်ဒေါ်လာနဲ့ဆိုရင်14ကျပ်15ကျပ်လောက်အဲ့လိုသိပြီးတော့ဒီလိုတော့အများကြီးတည်သွားတဲ့ခါကျတော့ကမတည်နိုင်တော့ဘူးကိုယ့်ရဲ့ apartment ကကိုနေလိုက်တယ် Hi thank you ကိုယ့်ရဲ့ apartment ကနေပြီးတော့ဒီထောက်ကလေးရသွားပြီးတော့မှခိုးဖတ်သွားမှာဆိုတော့လမ်းမှာဒီမှာလေ transportation တွေတိတ်နေမရှိဘူးတော်ရော်လေးဖြစ်မှာပေါ့နော်အဲ့တော့ Switzerland ရဲ့မြို့လေးဖြစ်တဲ့ဒီ Adamark ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာနေတော့အများကြီးအသေးစားပါမယ်ခင်ဗျာတော်ကောင်းတယ်အရင်ကောင်းတယ်နောက်မှ trend လေးလာရဗျအဲ့ trend လေးနေလေဒီမှာတောင်တွေကိုတက်တာတောင်တွေတက်ပြီးတော့ကြည့်ရတာဒီလင်းကအရင်မိုက်တယ်ဒီနေ့ကလေအခုမှပဲကန်ကောင်းလို့မိုးရောက်သွားတာမနက်ကလေးကနေပြီးတော့တောက်လျှောက်မိုးတွေရွာနေတာခုနကပဲအသီးဝယ်လာတော့မှအသီးဝင်ဝယ်တဲ့အချိန်မှာမှရောက်သွားတာပေါ့နော်အကုန်လုံးလည်းကျွန်တော်လည်းဆိုအကုန်လုံးရွှဲနေပြီလူတွေကကြည့်နေတာပေါ့နော်ဒီအိတ်လေးတစ်ထုပ်ဒီအိတ်လေးနဲ့ဒီကအုတ်ထုပ်လေးဆောင်းပြီးတော့ဒီအုတ်ထုပ်ဆိုအကုန်လုံးစိုးနေပြီအဲ့လိုဆောင်းပြီးသွားနေတာပေါ့နော်